အားလုံးကိုယ်ရတာဒီနေ့မှာတော့ကျွန်တော်နာမည်အမေးဆိုမှဒီနေ့မှာကျွန်တော်ပေါ့နော်ဂိမ်းကိုအသိမတင်ပြဘူးပေါ့နော်ဂိမ်းသိမတင်ပြဂိမ်းသိမတင်ပြတော့လေပြီးတော့အချင်းဆိုပါလေကျွန်တော်ရှူတူပါလို့ထင်တာတော့ဒီဆော်နေအောင်နော်ဒီကခွအဲ့ကောင်တော့အမတက်တာကျွန်တော်ကနော်ကျွန်တော်ချော်လဲအောင်ကျွန်တော်အေးမင်းဆိုနေကြခုဆိုလို့လိုက်နေကျွန်တော်ကတော့ဒီမှာဒီတိတ်နေတယ်အဲ့ဒီတိုင်းတိတ်ညာတင်နေတယ်ပေါ့တွားလဲကောင်းပါပြီဒါခွဲရတယ်ရှိပါတယ်မပြပါဘူးပြရင်မပြချင်ပါဘူးတိတ်ရောဒါနဲ့ချင်းနေဆိုပါကျွန်တော်ကတော့မနေ့ဖန်ကြကျွန်တော်ယူတူပါဘောလို့ဆိုတာဒါနဲ့ကျွန်တော်တင်းတော့တင်ပြမှာပါအားလုံးတောင်းဆိုရပါဂိမ်းတစ်ခုအများကြီးကျွန်တော်ကူးတတ်တယ်ပြီးတော့လည်းကျွန်တော်မှာကွန်ပျူတာလည်းရှိပြန်မောရပါတယ်ကွန်ပျူတာဝယ်ဝိုင်းမောရှိမောရပါကွာမောတော့တန်းရှင် PC တို့ကအများရှိအဲ့ဒါရောဘယ်မှာထားရမလဲပြောင်းနေလို့ပေါ့နော်အခုတည်းတော့ပေါ့နော်အပြန်ရှာတွေ့ရင် okay fine နော်ကျွန်တော်ကတော့ဒီမှာတိတ်မတင်ပြဒါပေါ့ကျွန်တော်ကတော့ဘယ်နေရာလဲမသိဘူးချက်ဘယ်နေရာလဲပြောပြီးကျွန်တော်ကနေနေရပဲရမှာအော်စကာပေါ့နော် KTV ပေါ့ကျွန်တော်ပြောရရင်ဒီနေ့မှာကျွန်တော်တိတ်မအားပြီးတော့ကျွန်တော်နဲ့တိတ်မအားပြီးကြတယ်အကြောင်းကလည်း3လထိပိတ်တယ်နောက်ဆို2လလို့သေးတယ်ပေါ့နော်3လထိပိတ်တယ်တော့2လလေးလို့သေးတယ်အကုန်လုံးကျွန်တော်ပြောချင်ပါတယ်အခုကဘာလုံးပေါ့မှာကဘာလုံးမှာပေါ့နော်ငေးပြီအထက်ရှိရမရှိလားကိုစဉ်းစားကြည့်မရှိဘူးမန်ကဘာလုံးမှာငေးပြီမရှိလုံးဝတကယ်ပြောနေငေးပြီမရှိဘူးနေပြီးတော့မိုးပေါ်ရှိရပေါ့တယ်မလားရှင်းလေးပြောရင်အဲ့မိုးပဲပေါ့ခုစီလေးရဒီတော့ပါပဲကျွန်တော်နောက်တစ်ခုလည်းပြောရှိရမလို့ကျွန်တော်ကျွန်တော်တင်ထားတယ်ကန်းကြီးပုံနေပါလေပေါ့နော်အဲ့ဒါပေါ့နော်ကျွန်တော်ချောင်းတာတော့ပေါ့ချောင်းရလို့ကုန်ရပါဗျအဲ့တော့ငုံရောချောင်းတာတော့အဲ့ကျွန်တော်ပေါ့နော်တော့ကျိုးတော့တွိုက်ပူစားအခုတော့ကောင်းဝိုင်းကဲအခုပြိပတ်တော့စားပါဘယ်ကဆိုင်ရဘယ်နားမှာလဲမသိရှာဟာဆိုရင်ဟာမနိုးတယ်ဝိုင်းသူရဲ့အိတ်တာဆိုရင်နူးနေတော့ပါလားကလေးလေးပါနော်မမေချင်းရတယ်ဆက်တယ်ချင်းရ就 OK 了。到了，我是个。ကျွန်တော်အားကြရင်ခီးပါတော့ရင်တင်ပြပေးမယ်မတလေးပါရောတော့လို့လည်းမရတော့ပါဘူးခီးလည်းတော့မရတော့ဘာလို့လဲဆိုနည်းနည်းလို့တော့လေဒါကျွန်တော်တော့ကြည့်မယ်ဘ
ကန်လည်းမရောက်ရသေးဘူးကြောက်ရှင်မန္တလေးကျောင်းလိုပါရောက်ပြီးတော့ပကံကမရောက်ရသေးဘူးမန္တလေးကျောင်းတော့မတင်ပြလိုက်ရအောင်ဗျာတဲ့ကိုကမလေးခိုင်းတဲ့ကိုတဲ့ကိုမန္တလေးတော့တော့တင်အောင်တင်လိုက်မန္တလေးကတော်ပစ္စည်းဝဝန်းနေတော့ပကံလည်းဝန်းနေတော့ပစ္စည်းဝရတော့ရောဟုတ်ရှိရတော့ဟာလေပြန်တော့မတွေ့ရတော့ဘူးအဲ့ဒါပြောတာဒီအနေကင်းတာပါစေနော်ဆိုတော့ကျွန်တော်ကနော်ဒီထားရ